ဂက်စ်ရဲ့နောက်ကိုလိုက်ဖို့စူးစမ်းနေတဲ့ကောင်လေးဟာရွာတရွာထဲမှာဓမြအိမ်နဲ့ပက်ပင်တိုးနေပါတယ်။တခိုးစီကဓမြလူဆိုသလိုပဲလူမနေတော့တဲ့ရွာတွေကစားစရာတွေကိုလိုက်ရှာစုထားတဲ့အီရှီတိုရိုစီကနေဓမြတွေကစားစရာပြန်တောင်းနေတာပေါ့။ခမ ्या တို့မရှက်ဘူးလား။ဒီသက်ရွယ်ကြီးနဲ့ကလေးတယောက်စီကနေပြန်တောင်းနေရဲ့။ကိုဘကိုရှာစားပါလားဆိုပြီးညင်းပေမဲ့ဟိုကောင်တွေကအတင်းတောင်းတာကြောင့်ချကျွေးလိုက်ရပါတယ်။စားကောင်းလိုက်တာကွာဆိုပြီးဘီယာတွေတောက်ရင်းနဲ့တစ်ပြည့်တစ်ပြည့်စားနေကြတော့မှရုတ်တရက်မူးဝေလာပြီးအစိတ်ကအစွမ်းပြပါတယ်။အစွမ်းထက်သားပဲကျုပ်ဝေစုကဒီမာပြခမ ्या တို့လူကောင်တွေကိုဆုံးမခြင်းလို့တမင်လောက်တာဆိုပြီးစောက်ခွက်ပါတစ်ချက်အစစ်ရိုက်ပေးလိုက်ပါတယ်ပြားစိတ်ပဲခတ်လိုက်တာဖြစ်လို့မသေးနိုင်ပေမဲ့တစ်ဖွဲ့လုံးမှောက်ကုန်ကြပါတယ်ကိုဟုတ်လာပြီထင်နေတဲ့အီရှီတိုရိုတယောက်နောက်ထပ်ဓမြအဖွဲ့သားတွေထက်ရောက်လာတာကြောင့်ခေါင်းမီးတောက်သွားပါတယ်ဒါပေမဲ့စိတ်အေးထားရင်ကုရှန်စစ်သားတွေရောက်လာပြီးတိုက်ခိုက်သွားတာဖြစ်ကြောင်းဟန်ဆောင်ငိုယိုရင်းပြောလိုက်ပါတယ်ချက်ချင်းဆိုတော့ဓမြတွေကယုံသွားပြီးစိတ်ပူနေကြတော့မှဓားပြန်တစ်ချောင်းစောက်ခွက်ကိုလာမှန်ပါတယ်ဓားလာရဘက်ကိုလှမ်းကြည့်လိုက်တော့မှတကယ်ခူရှန်ကင်းတော့စစ်သားတွေရောက်လာကြတာကိုတွေ့လိုက်ရပါတယ်ခူရှန်တွေကအချိန်ဆွဲမနေပဲလက်နက်ကိုစီထုတ်ရင်ဓမြအဖွဲ့တစ်ခုကိုကြက်ကလေးငက်ကလေးလိုတက်ပြသွားပါတယ်ခူရှန်စစ်သားတယောက်ကအီရှီတိုရိုတပ်ဖို့လုပ်နေတော့မှခြီလန်းတန်ခက်ကြမ်းကြမ်းနဲ့ဓာသမားတယောက်လမ်းလျှောက်လာတာကိုတွေ့လိုက်ရပါတယ်သူတို့ရဲ့ထုံးစံအတိုင်းအချိန်မဆွဲဘဲနဲ့တိုက်ခိုက်ဖို့ဇွတ်ဝင်လာတဲ့ခူရှန်၄ကောင်ကျွန်တော်တို့ရဲ့ gas ကဓာချက်တစ်ချက်ထဲနဲ့၈ပိုင်းပိုင်းပစ်လိုက်ပါတယ်အီရှီတိုရိုရောခူရှန်ကောင်တွေရောလမ်းဖြတ်နေပါပြီဟဲ့အောင်နေလမ်းဖယ်ကြငါအလျင်လုံနေတယ်ဆိုပြီးပြောတာကိုနားမထောင်ပဲဝင်ချနေတာကြောင့်မင်းတို့ကောင်တွေဘာဖြစ်ချင်နေရလဲဆိုပြီးတိုက်ခိုက်တာတွေကိုကာကွယ်ရင်းနဲ့ gas ကအကုန်လိုက်ခုတ်ပါတော့တယ်ထုံးစံအတိုင်းမင်းသားကတော့တဲကောင်းမာလာဂိုတိုရီဆိုပြီးဗပဲဆရာကြီးတို့တောင်ချီးကျူးနေပါသေးတယ်အီရှီတိုရိုကတော့ gas ကိုကြည့်ပြီးစောက်ရဲနေအားကျနောက်ကနေအတင်းလိုက်သွားပါတယ်ဒီလူကိုလွတ်ပေးလိုက်တော့မှလားဆရာလေးကျွန်တော်တို့ခွင်အားတွေသာပေါင်းစည်းလိုက်မယ်ဆိုရင်နှိမ်နှင်းနိုင်မှာပါဆိုပြီးလူအကြီးကြီးတွေကပြောတော့ဒီကောင်ကိုရှော့မတွက်နဲ့နှိမ်နှင်းနိုင်မှာတော့ဟုတ်ပေမဲ့ငါတို့ဘက်ကလည်းအသေးကြီးရှိလိမ့်မယ်ငါတို့ဘာခီရာကမျိုးနွယ်ရဲ့တာဝန်ကထောက်လန်းဖို့ပဲဆိုပြီး gas ကိုမတိုက်ခိုက်ပဲထားလိုက်ကြပါတယ်ရောက်ပါတော့မတ်မီအောင်မယ်ထင်ပါတယ်ဒီဘဲဟာစီဇန်1မှာတော့ gas ဆိုတာကိုခံလိုက်ရတဲ့ကောင်ပါ gas ရဲ့လက်စားကိုဒီကောင်ကောင်းကောင်းကြီးသိပါတယ် Albion ဖုန်းကြီးကျောင်းရဲ့ဘေးပတ်ပတ်လေးမှာတော့ဒုက္ခတွေစခန်းတွေအများအပြားရှိနေပြီးသူတို့ဖျားသခင်ကိုမယုံကြည်တဲ့ဒိဋ္ဌိတွေကိုအရေးခွင်ချွတ်ထားတာတွေအစာရည်စာမစားရလို့ငက်ပြက်သေးနေတဲ့လူတွေနဲ့တုတ်တန်တစားပြင်းကြီးနဲ့တောင်တူနေပါတယ်ဖုန်းကြီးကျောင်းစီကိုပို့မဲ့ရိတ်ခါလဲနာကိုလာပြီးဒုက္ခတွေတွေကစားစရာပေးပါလို့တောင်းရင်တောင်းမရတာကနေဇွတ်လူကြပါတယ်အဲ့မှာပဲ Fanis တို့တက်ဖွဲ့ရောက်လာပြီးလူရဲ့ဒုက္ခတွေအားလုံးကိုဖမ်းဝိုင်းထားရင်းနဲ့တက်ဝင်ယုံကြည်သူတွေဖြစ်ပြီးဘာကြောင့်ဒီလိုလုပ်ရတာလဲလို့ Fanis ကမေးလိုက်ပါတယ်ကျွန်တော်တို့လူတွေဖျားနာနေကြပါတယ်ပြီးတော့အကြီးကျဲစစ်ပြုတ်ကိုတောက်နေရတာလေရက်ပေါင်မနေတော့ပါဘူးအဲ့ဒါကိုစားရတာဘလို့မှအာဟာရမဖြစ်ဘူးပြီးတော့ကျမသားလေးမှဆိုရင်နှုတ်ဆိုးဖို့တော့အားမရှိတော့ပါဘူးသူတည်ရပါတော့မယ်သူအခုဖျားသခင်ရဲ့စောက်ရှောက်မှုကိုလိုအပ်နေပါတယ်ဆိုပြီးမိခင်တယောက်ကပြောပါတယ်မော့ဂတ်စ်ရောက်လာပြီးကောင်းပြီလေမင်းရဲ့တတိရှိမှုကြောင့်ဖျားသခင်ကမင်းကိုဂယုဏတော့တတ်လိမ့်မယ်ငါကူညီပါမယ်ဆိုပြီးပြောလိုက်ပါတယ် Father Morgus ဒါလို့အစဖောက်လိုက်ရင်နောက်လူတွေကပါရောက်တက်လာပါလိမ့်မယ်လို့ Fanis ကပြောတော့ငါသိပါတယ်ဒါပေမဲ့သူ့ရဲ့ကောင်းကျိုးချမ်းသာကိုမငဲ့ပဲတားအတွက်တတိရှိနဲ့အပြစ်ကျူးလွန်ခဲ့တဲ့ဖြူစင်တဲ့ချစ်ချင်းမြတ်တာနဲ့လောက်ရက်ကိုကျုပ်တို့တုံ့ပြန်ပေးရမှာပေါ့ကဲပါဒီလူတွေအားလုံးကိုဖျားเจ้าနဲ့ကိုခေါ်လာခဲ့ဆိုပြီးမော့ဂတ်စ်ကအမိန့်ပေးလိုက်တော့ကျေးဇူးတင်ပါတယ်ရှင်ဆိုပြီးဝမ်းသာမျက်ရည်ကြီးကျနေကြပါတယ်ကလေးကိုအာဟာရဖြစ်အောင်ဆေးနဲ့အစာတွေတိုက်ပြီးတော့မေဖြစ်သူကဝမ်းသာပြီးကျေးဇူးတင်ကြောင်းတွေပြောနေပါတယ်တေချာကြည့်ရင်ဖျားเจ้าပတ်ဝန်းကျင်မှာမိရှို့တက်ခံထားရတဲ့သူတွေလှောင်ရင်ထဲထက်ကြီးကန်းစာကျွေးခံထားရတဲ့သူတွေကိုတွေ့ရမှာပါကလေးကိုပြုစုပေးပြီးရနဲ့မိခင်ဖြစ်သူကိုအခန်းတစ်ခုစီခေါ်လာပါတယ်ဒီအခန်းကတော့မသေးဘဲနဲ့ကြာရမယ်ငရေခန်းဆိုတာကိုသိကြပါတယ်ကျွန်တော်ရှင်းပြနေကြတော့မလိုပါဘူးရောက်ဖလို့သာကြည့်လိုက်ပါနှိမ့်ဆက်နီးမျိုးစုံနဲ့မသေးမရှင်ဖြစ်အောင်လှုပ်ထားကြတာပါ Fanis ကဆက်မကြည့်နိုင်တော့လို့အကြည့်လွဲတဲ့အခါမှာအကြည့်လွဲလိုက်လို့မရဘူးကဘာကြီးကိုဖျားသခင်ကဒုက္ခချမ်းသာနဲ့စေတနာတရားတွေပဲအနှင်းလိုက်တာမဟုတ်ဘူးမင်းရဲ့ကလေးကိုကယ်ဖို့အတွက်အပြစ်ကျူးလွန်ခဲ့မင်းရဲ့အချစ်နဲ့ရဲစွမ်းတတ္တိဟာချီးကျူးလောက်ပါပြီဒါပေမဲ့အပြစ်ကတော့အပြစ်ပဲကွာမင်းကတိတ်ပြီးတတ္တိရှိနေတာဆိုတော့ဖျားသခင်ပေးတဲ့ဟောဒီဒုက္ခတွေကိုကြော်ဖြတ်ကြည်စမ်းပါဆိုပြီးမေဖြစ်သူကိုစနှိမ့်ဆက်ပါတော့တယ်ကျွန်တော်တို့ဒီအခန်းကိုတမင်းစားနေရင်သာကြည်မိရင်ဘလို့မှဆက်စားဝင်မှာမဟုတ်တာသိကြပါတယ်ဒုက္ခတဲ့စခန်းထဲမှာရှိတဲ့ဒိဋ္ဌိလို့ယူဆရတဲ့တန်တရားရှိသူတွေကိုစစ်သားတွေကဖမ်းခေါ်ပြီးအပြစ်ပေးတာကတော့ဒီနေရာမှာတာမန်လို့ရုပ်လို့စင်တစ်ခုလိုဖြစ်နေပါပြီစခန်းတစ်ခုထဲမှာတော့ကက်စကာကိုကယ်ခဲ့ဘူးတဲ့လူကာနဲ့မြင့်မြတ်တန်ကျိုးစစ်သူရဲတွေရဲ့တက်ခွဲခေါင်းဆောင်တယောက်ဟာလင်မယားလှုပ်တံကစားနေကြပါတယ်လူကာခန္ဓာကိုယ်ရင်းပြီးလှုပ်ရှားရတဲ့အမျိုးသမီးတယောက်ဖြစ်ပြီးဟိုဘဲကလည်းညနေတိုင်းလာတဲ့အမာခံဖောက်တယ်ကြီးတယောက်ပါဒီကောင်ကလူကာကိုဒီလိုလှုပ်ရှားနေတဲ့သူမှန်းသိပြီးမြဲတကယ်ချစ်မိနေတာပါ
တကောင်းသားကြီးစီးသိမ်ခံနေတော့မှရုတ်တရက်ကတ်စကားဝင်လာလို့မျက်နှာကြီးမြင်ပြီးလန့်ဖြတ်သွားပြီးအလုတ်ပြက်ကုန်ကြပါတယ်အလုတ်လုတ်တဲ့နေရာကိုမလာရဘူးလို့ပြောထားရလေဤလိန်တောင်းမှန်ပါတယ်ရှင်။ "तू ကကျမညီမလေးပါ။ကျမလိုအလုပ်လုပ်ရင်ယောဂကူးစက်ခံထားရလို့ပတ်တီးစီးပေးထားတာပါဆိုပြီးလူကာကတောင်းမှန်ရင်ရှင်းပြလိုက်ပါတယ်။လူကာကကတ်စကာရဲ့နာမည်မှန်ကိုမသိတာကြောင့်ဤလိန်ဆိုတဲ့နာမည်တစ်ခုကိုပေးထားတာပါ။တန်ရတန်ကြီးပေးရင်းနဲ့တန်ဖိုးကြီးပလဲပတိတကုံးဟိုပေးတာကြောင့်လူကာတယောက်မယူရက်ဖြစ်နေပါတယ်။ရုတ်တရက်ဘဲကြီးကဒီတာဝန်ပြီးတာနဲ့မင်းကိုခေါ်ပြီးငါတိုင်းပြည်ကိုပြန်မယ်။မိဘတွေသဘောမတူရင်တော့မင်းကိုရအောင်လက်ထပ်ပြီးဖူးဖူးမှုတ်ထားမယ်။မင်းညီမလေးကိုလည်းဆရာဝန်ကောင်းကောင်းရှာပြီးစိတ်ကူပေးပါမယ်လို့ပြောလိုက်ပါတယ်။ဒီဘဲနာမည်ကဂျေရုံလို့ခေါ်ပြီးအထက်တန်းလွှာတစ်ယောက်ပါ။ကျေးဇူးတင်ပါတယ်ရှင်။ကျမဘာမှမမျှော်လင့်မယ်စောင့်နေပါမယ်ဆိုပြီးနှုတ်ဆက်လိုက်ပါတယ်။အဲ့ရရဲ့စကားကိုသာအတီးယူရင်ငါပြည်တန်စာဘယ်ဟုတ်ပါတော့မလဲဆိုပြီးကိုနှစ်သိမ့်နေတော့မှာပဲ။ကျမတို့ကြားလိုက်တယ်နော်မာကြီးလူကကျမတို့လည်းအဲ့လိုပြောခံချင်လိုက်တာရှင်ဆိုပြီးကလေးမလေးထွက်လာကြပါတယ်။ဒီကလေးမလေးတွေကလည်းလူကလိုပဲခန္ဓာကိုယ်ရင်းနှီးပြီးလှုပ်ရှားနေကြရတဲ့သူတွေပါ။လူကတူရတဲ့အဖိုးအခါကိုအားလုံးနဲ့အညီအမျှခွဲယူရင်းပလဲပတိကိုပါဆွဲဖြတ်လိုက်တာကြောင့်အားလုံးကအံ့ဩနေပါတယ်။အကုန်လုံးကိုပလဲလုံးနဲ့ညီတူညီမျှခွဲပေးပြီးလူဆိုတာရုံမာတဲ့တရဝါတွေပဲ။အန်ဒီရများတယ်။အမားတို့ချင်းချင်းကြည့်ရှုစောင့်ရှောက်ကြရမယ်နော်။ပြီးတော့အခုရတဲ့ဝေစုရဲ့တဝက်စီကိုလည်းအိမ်ကြီးချင်းတွေကိုသွားပေးလိုက်ကြပါဦး။သူတို့သာမနာလို့ဖြစ်ပြီးဒိတ်ထီပါလို့ကြောက်တွန်းလိုက်ရင်အမားတို့ဘယ်သူမှကယ်နိုင်မှာမဟုတ်ဘူး။လူတိုင်းနဲ့တဲ့အောင်ပေါင်းထားရမယ်လို့ဆိုပြီးကလေးမတွေကိုဆုံးမနေပါတယ်။ကတ်စကာရဲ့မျက်နှာပတ်တီးတွေပါကွာကျနေလို့မဖြစ်သေးပါဘူးတင်းတင်းလေးခြိထားပေးရမယ်နင်းရုပ်ရည်လေးနဲ့ဒီနားတစ်ဝိုက်မှာရှောက်သွားနေယောက်ျားသားတွေရဲ့သားကောင်ဖြစ်လိမ့်မယ်ဆိုပြီးပတ်တီးပြန်စီးပေးနေပါတယ်နီနာဆိုတဲ့ကောင်မလေးမှာတော့ယောဂတစ်ခုရှိနေတာကြောင့်လူကာကသူ့ဖောက်တဲ့ဆရာဝန်တယောက်စီကနေရထားတဲ့ဆေးကိုပေးလိုက်ပါတယ်လူကာကတော့ပြည့်တစားတယောက်ဖြစ်နေပေမဲ့ဒီစီးရီးရဲမှာလူစိတ်ရှိတဲ့သူတွေအနည်းစုတွေကတယောက်ပါအဲ့ဒီချိန်မှာဖောက်တဲ့တယောက်ရောက်လာလို့အားလုံးကိုပြန်လွှတ်လိုက်ပြီးနီနာကိုတော့အီလိန်ကိုစောက်ရှောက်ဖို့မှားလိုက်ပါတယ်။တနေရာမှာတော့ဒိတ်ချီတယောက်ကိုဖမ်းမိထားပြီးအားလုံးကခဲတွေနဲ့ဝိုင်းထုနေကြပါတယ်။ပျော်လွန်းလို့ထုနေကြရတာတော့မဟုတ်ပဲခဲနဲ့မထုရင်အလိုတူအလိုပါဒိတ်ချီလို့တတ်မှတ်ခံရမှာဖြစ်တာကြောင့်ဝိုင်းထုနေကြရတာပါ။နီနာကတော့ရေသွားခက်ရင်းနဲ့သွေးတွေစီးကျနေတာကြောင့်သူ့ယောဂအခြေအနေဆိုးမှန်းကိုသိနေပါတယ်။နီနာရဲ့ယောဂကဘာဆိုပြီးတေချာမပြောထားပေမဲ့သူ့ရဲ့အမျိုးသမီးအင်္ကာကနေသွေးတွေစီးကျနေတတ်တဲ့လိမ်မိုင်းဆိုင်ရာကုသယောဂတစ်ခုပါ။နီနာရေခက်ရင်သူ့ယောဂအကြောင်းကိုတွေးနေတာကြောင့်အချင်းကကုန်မှန်းမသိကုန်အမောင်တူကကြီးစိုးလာပါတယ်။ညရောက်လာတာနဲ့ကတ်စကာရဲ့ရင်ဘတ်မှာရှိတဲ့အမှတ်အသားသွေးတွေစိမ့်ထွက်လာပြီးဖုတ်ကောင်တွေလည်းထလာပါတယ်။တွေ့ပြီ။နောက်ဆုံးတော့ခမ ्या ကိုမှီပြီ။ခမ ्या မနေ့နေ့လေကလေးကနေတရက်လုံးနဲ့နေ့တစ်ဝက်လုံးပြေးနေတာ။ကျုပ်သာလှဲကြုံမလိုက်လာရင်ခမ ्या ကိုမျက်ချီပြတ်သွားလောက်ပြီလို့အီရှီဒိုရိုကတကူရဲပြောရင်းနဲ့ဂတ်စီအနားကိုတိတ်တဆိတ်လေးကတ်လာပါတယ်။ဂတ်စီရဲ့ဓာကြီးကိုတအားသဘောကျတာကြောင့်မသိအောင်မကြည့်နေပေမဲ့ရွေ့တောင်မရွေ့ပါဘူး။ပက်ကတော့အီရှီဒိုရိုဓာကိုမနေရမြင်ပေမဲ့ဘောင်မဝင်လို့ဝင်မတားပါဘူး။အတင်းအားကုန်သုံးပြီးမလို့နည်းနည်းလေးကြွသွားပေမဲ့မထိန်နိုင်တာကြောင့်ပြန်ကျလာပြီးပြိနေပါတယ်။ဂတ်ထလာပြီးသူ့ရဲ့ဓာကိုယူလိုက်ရင်ဒါကလေးကစားစရာမဟုတ်ဘူး။မင်းဘာလို့ငါနောက်ကိုလိုက်လာနေရလဲ။ဘာလို့ချင်းလို့လဲ။မင်းငါနဲ့ဝေးဝေးနေသင့်နေနော်လို့ပြောပြီးဂတ်ကထွက်လာပါတယ်။ကောင်လေးကဆက်လိုက်လာနေပြီးရုတ်တရက်ဂတ်တယောက်မကောင်းတဲ့အငွေ့သက်ကိုအာယုံခံလိုက်မိပါတယ်။လှဲပေးမှတက်ပြီးအသက်ခံထားရတဲ့လောင်းနေရာမကောင်းဆိုးဝါးတွေဖြစ်ပြီးတော့လာတိုက်ခိုက်တာပါ။မင်းတို့လာကြပြီပေါ့လို့ဂတ်ကကျေနပ်နေတဲ့လီတိုင်ကြီးနဲ့ပြောလိုက်ပါတယ်။အီရှီဒိုရိုကကြောက်ကြောက်လန့်လန့်နဲ့အတင်းထွက်ပြေးနေတာကိုဂတ်ကဝင်တားလိုက်ပြီးတော့အကုန်လုံးကိုလိုက်ခုတ်ပါတော့တယ်။ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားကြပါဦး။ကတ်စကာစီကိုဖုတ်ကောင်တွေရှောက်လာပေမဲ့မြေပေါ်မှာအယောင်တောက်နေတဲ့မကောင်းဆိုးဝါးကိုမြင်ပြီးဖုတ်ကောင်နေတဲ့ဝိညာဉ်တွေထွက်သွားကြပါတယ်။နီနာကတော့မကောင်းဆိုးဝါးတွေကိုသတိမတတာကြောင့်တိုက်ပွဲဖြစ်ခဲ့တာကိုပြန်မှတ်မိသွားပါတယ်။တစ်ဆက်တည်းမှာပဲဂတ်ကသူ့ကိုထားခဲ့ပြီးတကူရောလစ်သွားတာကိုသိရလို့ဇွတ်လိုက်ပြန်ပါတယ်။ဂတ်ကသူ့သွားရမယ့်ခီးကိုပဲအရှိန်မပြတ်အတင်းသွားနေပြီးနတ်တငယ်လေးကတော့အီရှီဒိုရိုတယောက်တည်းကြံနေခဲ့လို့ဘာများဖြစ်နေမလဲဆိုပြီးစိတ်ပူနေပါတယ်။အရှိန်နဲ့ပြေးနေတဲ့ဂတ်ကရုတ်တရက်သူ့မျက်စိရှိရာအရာတစ်ခုကြောင့်ရက်လိုက်ပါတယ်။ဘသူကြီးလဲလို့နတ်တငယ်ကမေးတော့မိတ်ဆွေဟောင်းတယောက်ပါဆိုပြီးပြန်ဖြေလိုက်ပါတယ်။ရောက်ပါလို့ခက်မှန်းဖို့အတွက်9စက္ကန့်အချိန်ပေးပါမယ်။ဟုတ်မှာပုံမယ်။မိတ်ဆွေအစ်စ်တွေဘာရင်နဲ့ပါလားလို့နှုတ်ဆက်တော့မတွေ့ရကြပြီဖိုးကြီး။ခမရဒီမှာဘာလာလုပ်နေရလဲလို့ဂတ်ကပြန်မေးလိုက်ပါတယ်။ငါဝိညာဉ်လောကသားတွေရဲ့ရန်သူလေးကွာ။ဘာကြောင့်ဒီကိုရောက်လာတယ်ထင်လို့လဲ။ဒီအနီးနားတစ်ဝိုက်မှာတမန်တော်ရှိလို့လားမင်းလည်းအိမ်မက်ထဲမှာတောက်ပနေတဲ့သိန်းနေချက်ချိန်နဲ့စင်တူတဲ့ပွဲတော်တစ်ခုဖြစ်လာတော့မယ်လို့စကားနိုင်ကပြောလိုက်တာနဲ့ဂတ်ရဲ့ရုပ်ကချက်ချင်းပြောင်းသွားပြီးအဲ့လို
အဲ့လိုမျိုးထက်ဖြစ်အောင်မလားလို့ရေရွတ်လိုက်ပါတယ်ကံမကောင်းစွာနဲ့ပဲဒီပွဲတော်ရဲ့ရလက်ကိုပြောင်းလဲနိုင်တဲ့နီလန်ဘယ်သူမှမရှိဘူးဒါဆိုရင်ရလက်ကအရင်တစ်ခါအတိုင်းဖြစ်လိမ့်မယ်လို့ခမရပြောချင်တာလားကံကြမ္မာကြော့ကွင်းထဲမှာပိတ်မိနေကြတဲ့သူတွေပဲလို့စကားနိုင်ကပြောတော့ခမရပြောတဲ့ကံနေအရေးတွေကျုပ်ကဂယူးဆိုင်မယ်ထင်လို့လားအဲ့ဒီမဲ့ဒီတစ်ခါတော့ကျုပ်ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့သူ့ကိုရအောင်ခင်မယ်လို့ gas ကကျုံးသွားလိုက်ပါတယ်ကောင်းတယ်တိတ်ကောင်းတယ်အဲ့ဒီအမှတ်သားကလည်းမင်းကိုကူညီပေးနိုင်လိမ့်မယ်တခုတော့ကြံပေးလိုက်မယ်မင်းချစ်ရတဲ့သူတယောက်ထက်မပိုစီနဲ့လို့စကားနိုင်ကသူ့ထုံးစံအတိုင်းမရှင်းနေပြောရင်ထွက်သွားပါတယ်ဖန်နီစ်တယောက်စွပြုတ်တွေအသားကင်ပေါင်းမုံနေနဲ့ဖွဲ့ရရှိရဲ့မနှက်စာကိုမစားနိုင်ပဲငါတို့စီမှာဒုက္ခတွေရေတွက်တွေလည်းတိုးလာနေပြီဆိုပြီးအချင်းချင်းပြောနေတာကိုဖန်နီစ်တယောက်ကြားနေရပါတယ်ဆက်ပြီးစားကြံစိတ်လည်းမရှိတော့တာနဲ့ဖန်နီစ်တယောက်ထွက်လာပြီးမော့ဂတ်ရဲ့နောက်လိုက်နှစ်ကောင်ကြီးကန်းနေနဲ့ကျင်နာနေနေတာကိုတွေ့လို့အံ့ဩသွားပါတယ်နှုတ်သီးကောင်းစွန်းတဲ့ကောင်ကိုပါထက်တွေ့ရပြီး Father Morgus ဗမာလဲလို့မေးတော့ဝတ်ပြုတဲ့နေရာမှာပါဆိုပြီးခေါ်သွားပါတယ်မနေ့ကလန့်သွားလားတက်မှုကျွန်တော်တို့အားလုံးကပုံမှန်တွင်ပြင်ကြောင့်နှိပ်စက်ခံခဲ့ကြရတဲ့သူတွေပါနှင်ထုတ်ခံရတယ်မကောင်းဆိုးဝါးရီလို့ဆက်ဆံခံရတယ်တချို့ဆိုတောအုပ်ထဲမှာတော့ပုံပြီးနေကြရပါတယ်လို့ပြောရင်းနဲ့လက်ကုန်ပြက်ပန်းပြက်ထွက်လာပါတယ်ကျွန်တော်ကရှားပါယောဂတစ်ခုနဲ့မွေးလာတာပါဒီဝတ်စုံသာမိုးထားရင်လူနဲ့တောင်တူမှာမဟုတ်ဘူးလို့ပြောရင်သူတို့ကို Father Morgus ကရှာတွေ့ခဲ့ပုံလေးခီယူနာထားဆက်ဆံပြီးဒန်းတူခွင့်ရေးပေးခဲ့ပုံတွေကိုပြောပြပါတယ်ကျွန်တော်လည်းဒီလိုလူတွေကိုနှိပ်စက်နေရတဲ့လုပ်ကိုဘယ်သဘောကျပါမလဲမပြောပါဘူးဒါပေမဲ့ဂုံယူတယ်ဒါဖះသခင်ကကျွန်တော်ကိုပေးရတဲ့မြင့်မြတ်တဲ့တာဝန်မဲလီလို့ပြောရင်းနဲ့ဝတ်ပြုကန်းစီကိုခေါ်သွားပါတယ်ဝတ်ပြုကန်းထဲကိုရောက်တော့ Fanny's မျက်လုံးထပ်ပြူးသွားရပြန်ပါတယ် Morgus ကကျမ်းမြုံစောက်ခွက်နဲ့အားရပါရတတိုင်းတိုင်းစောင့်တိုက်နေလို့ Father Morgus ကမနေ့တစ်ချိန်ညနေတစ်ချိန်တနေ့ကို2ချိန်အချိန်1000စီဝတ်ပြုတာဖြစ်ကြောင်းပြီးခဲ့တဲ့ဆဲစီရလဲဆိုတော့ရောက်ဖားလို့နားလေသွားပြီးထင်ပါတယ်တခုဝင်ပြောချင်တာကဒီ Versac တဲကဘာသာရေးဟာကျမ်းစာတွေ Father တွေပါနေလို့ခရီးယန်နဲ့ဆင်နေပြီမြဲခရီးယန်မဟုတ်ပါဘူးတက်စာရေးသူဖန်တီးထားတဲ့ဘာသာတစ်ခုပါပဲကျွန်တော်ကတော့ Versac ကိုကျွန်တော်နီးကျွန်တော်ဟန်တိုင်းပဲအကောင်းဆုံးဖြစ်အောင်ရတာမြောက်အောင် recap သွားမှာဖြစ်ပြီးဘယ်ဘာသာကိုမှစော်ကားလို့စိတ်မရှိပါဘူးလက်တွေ့အပြင်ကဘာသာတရားအားလုံးအပြည့်အဝလေးစားမှုရှိပါတယ်ဆက်ပြီးတော့လက်အောက်ခံတက်သားအချို့ရဲ့ပြောစကားတွေကြောင့်သူလုံနေတဲ့တာဝန်တွေတင်ပါလာလောက်တာလေယိုဝါခင်းကျမဘာဖြစ်နေလဲရှင်သိရမလားသိနေလိုက်ပါတယ်ကိုကမင်းကိုစိတ်ပူလို့ပါဆိုပြီးယိုဝါခင်းကပြန်ပြောတော့ရှက်လိုက်ပါတယ်ရှင်ကျမကိုတကယ်ချစ်တာလားကျမနဲ့အတူငရဲကိုလိုက်နိုင်လို့လားဆိုပြီးနီနာကမေးတော့မင်းနဲ့သာဆိုရင်လိုက်ရဲပါရဲ့လို့ယိုဝါခင်းကပြန်ဖြေပါတယ်ဒီလိုနဲ့နီနာကယိုဝါခင်းကိုတနေရာစီဥဆောင်ခေါ်သွားပါတယ်ညသကောင်ချိန်ကြီးနီနာရုတ်တရက်ထသွားတာကိုမြင်လို့နောက်ကနေတိတ်ဆိတ်လိုက်လာတဲ့လူကာကလည်းသူတို့နှစ်ယောက်ကိုဆက်ပြီးစောင့်ကြည့်နေပါတယ်ပြဿနာတစ်ခုရှိတာလူကာရဲ့နောက်မှာနောက်ထပ်အုံနောက်မမှန်နဲ့အီလင်းရပါထပ်ပြီးပါလာတာပါနီနာနဲ့ယိုဝါခင်းတို့ကတော့မကြာမီတခြားလူတွေနဲ့ပါရောမိသွားပြီးသူတို့ဥတီနေတဲ့နေရာကိုလှမ်းမြင်နေရပါပြီအလဲမှာမီးပုံကြီးတစ်ခုနဲ့အိုးကြီးကိုပွက်ဆူအောင်တဲနေပြီးလူတွေကအဝတ်မပါဖင်ပြောင်နဲ့မီးပုံကြီးကိုဝိုင်းကြီးပက်ဒူဝေလှုပ်နေပါတယ်လူခန္ဓာကိုစိတ်ကောင်းတဲ့ကောင်နားမှာလည်းမိမတွေကခစားနေကြပါတယ်ဒါတွေကတော့ Fanny's တို့ Morgus တို့လိုဘာသာရေးတပ်ဖွဲ့ဝင်တွေလိုက်ရှာပစ်ပေးနေတဲ့ဒိဋ္ဌိဆိုတဲ့ကောင်တွေပါလူကာကဒါတွေအားလုံးကိုမြင်သွားပြီးနီနာဒီကောင်မလေးကတော့ငါထင်ထားတဲ့အတိုင်းဖြစ်နေတာပဲဒုက္ခပါပဲဆိုပြီးစိတ်ပူပြီးရေရွတ်လိုက်ပါတယ်နီနာနဲ့ယိုဝါခင်းတို့ကအဝတ်ဗလာတွေဖြစ်ကုန်ပြီးစီးလွတ်ဝါလို့ပြောနေကြပါတယ်ပြောလို့အားရတာနဲ့နီနာယိုဝါခင်းကိုသူတို့ကိုးကွယ်တဲ့ကောင်စီခေါ်သွားပြီးအရှင်စိတ်သူ့ကိုဒိဋ္ဌိအဖွဲ့ဝင်ဖြစ်ပြောင်းပေးပါလို့တောင်းဆိုလိုက်ပါတယ်ဒီမှာထူးဆန်းတာနီနာကတော့မတက်တာလို့တတ်ခိုင်းရပေမဲ့သူလည်းယိုဝါခင်းကိုချစ်တာကြောင့်ငိုနေမိပါတယ်အဲ့ဒီချိန်ခေါ်တန်ကြားလို့လှည့်ကြည့်လိုက်တဲ့အခါမှာလူကာရောက်နေတာပြစ်ပြီးလန့်ဖြတ်သွားပါတယ်လူကာရှေ့ကိုတိုးလာတော့မလာနဲ့ရှင်ကျမနောက်မလာနဲ့အော်လိုက်ရင်စောစောကလူတွေပြန်ရောက်လာမှနော်ဆိုပြီးခဲနဲ့ကောက်ထုတ်လိုက်တာလူကာခေါင်းနဲ့ပေါက်သွားပါတယ်ဒါပေမဲ့ဂီယူမဆိုင်ပဲအနားကိုဆက်တိုးလာနေတာကြောင့်လူကာကျမရှင့်ကိုမုန်းနေတာကြပြီဟိုဟာတော့လှုပ်ဒီဟာတော့မလှုပ်နဲ့ဆိုပြီးအမိတ်နေလာပေးနေတယ်ဆိုပြီးပြောနေပေမဲ့လူကာကတော့ဘာမှပြန်မပြောဘဲနဲ့ပါးကို3ချက်လောက်ချပေးလိုက်ပါတယ်ပြီးရနဲ့ဖင်ုံပါ10ချက်လောက်ရိုက်ဆုံးမှပြီးစိတ်ပူလိုက်ရတာအယူးမလေးဆိုပြီးရင်ခွင်ထဲကိုထည့်ဖက်ထားလိုက်တော့နီနာလည်းငိုပါတော့တယ်ယိုဝါခင်းရဲ့အကြောင်းတွေကိုပြောပြဖို့လုပ်ပေမဲ့လူကာကအခုလောလောဆယ်တော့ဘာမှမပြောနဲ့အောင်လို့တာပြီးဖတ်ထားလိုက်ပါတယ်လူကာကတကယ်တော်တဲ့အကြီးပီသားတဲ့ character တယောက်ဖြစ်ပြီးနီနာကတော့လူမုန်းအတော်များတဲ့သူဆိုတာကိုသိတာအောင်လို့ကျွန်တော်ကစကားပြောခန်းနေပါမကြော်ဘဲနဲ့ပြောပြပေးနေတာပါယိုဝါခင်းရဲ့နောက်ကိုလိုက်ခဲ့တဲ့ဒိဋ္ဌိတွေကတော့ကက်စကာကိုတွေ့သွားပြီးပက်တီကိုဆွဲဖြီလိုက်ပါတယ်ဘာလဲဟာဒီကောင်မလေးကဒီလောက်လှတာဘာလို့ပက်တီကြီးစီးထားရတာလဲ
တကယ်အလှလေးပဲဆိုပြီးအဝတ်တွေဆွဲချွင်နဲ့ rape လုပ်ဖို့ကြိုးစားတော့ Casca က Eclipse နဲ့ trauma တွေကိုပြန်တတိယပြီးကြောက်အားလန့်အားနဲ့အတင်းယုံပါတယ်လူကာကပုံးနေရာကနေထွက်လာပြီးဝင်တားဖို့လုပ်နေချိန်မှာပဲ Casca ရဲ့အမာရွက်ကသွေးတွေထွက်လာပြီးအမှောင်တုတွေကနေဖုတ်ကောင်တွေပါထွက်လာပါတယ်ပြီးတာနဲ့ဒိတ်ထီတွေကိုကိုက်စားတတ်စားရင်းနဲ့ Casca ကိုပါစားဖို့လုပ်တော့ရုတ်တရက်ပုံပြက်ပန်းပြက်မကောင်းဆိုးဝါးတစ်ကောင်က Casca ရှိမှပေါ်လာပါတယ်မကောင်းဆိုးဝါးတွေလည်းဘာမှမလုပ်ရဲတော့ပဲပျောက်သွားကြပြီးမသေးပဲကြံခဲ့တဲ့ဒိတ်ထီတွေကတော့ Casca ကိုဆုံးမဆိုပြီးကိုးကွယ်ကြပါတယ်လူကာနဲ့နီနာတို့လည်းဒီအဖြစ်အပျက်ကိုမြင်လိုက်ကြရပါတယ်အောက်မှာပြုတ်တစ်ခုကလှမ်းဆွဲနေပါတယ်ကျွန်တော်ရဲ့ဗီဒီယိုတွေကိုသဘောကျတယ်ဆိုရင် channel ကို subscribe လုပ်ပေးသွားကြပါဦး